အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကတော့ကျမတို့မြန်မာလူမျိုးတွေအရန်ကြိုက်တဲ့ဝက်ပုံးရည်ကြီးချက်လေးရယ်ချင်းတုပ်လေးရယ်ပဲဟင်းညိုလေးရယ်ရန်လိုက်ဖက်တဲ့ဟင်းလေးကိုချက်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်ဝက်သားပုံးရည်ကြီးချက်တာလေအယောင်မလာဘူးအသားမနှုတ်ဖြစ်နေလားဒီနေ့ကတော့လူမသိတဲ့လွတ်ဝက်ချက်၃ခုကိုပြပြပေးသွားမယ်နော်ပထမချက်ကဝက်သားကိုလေမချက်ခင်ပုံးရည်ကြီးနဲ့အနည်းဆုံးမိနစ်20လောက်ကြိုတင်ပြီးတော့နှက်ထားပါမယ်နော်ဝက်သားကိုပုံးရည်ကြီးစားနွေစီအနှဲငယ်တို့နဲ့အရသာဝင်အောင်နှက်ထားပါမယ်ရှင်ဒါမှအသားထဲထိအရသာဝင်ပြီးတော့အယောင်ကလည်းရည်ရည်လေးနဲ့လှနေမှာဖြစ်ပါတယ်ဒုတိယအချက်ကအနက်ပါရှင်ဝက်သားညုံနဲ့မရအောင်လို့ဂျင်းညညာလေးသုံးပေးပါနော်စီသက်တဲ့အခါမှာလည်းဂျင်းနဲ့လေးမှုီးလာမှဝက်သားထည့်ပါနော်ဒါမှလေဟင်းရဲ့အရသာကပိုပြီးတော့ကောင်းနေရပါရှင်နောက်ဆုံးချက်ကတော့ရေထည့်တဲ့အခါမှာလေရေနွေးကိုပဲသုံးပေးပါနော်ရေအေးသုံးရင်အသားကကျုံပြီးတော့မသွားတတ်လို့ပါမီးအေးအေးလေးနဲ့စီပြန်တဲ့ဒီစိတ်ရှည်လက်ချီထားပေးဖို့တော့လိုမယ်နော်ဝက်သားပုံးရည်ကြီးဆိုတာလေကျမတို့မြန်မာလူမျိုးတွေအတွက်တော့ထမင်းမင်းနဲ့ဟင်းတစ်ခွက်ပဲပေါ့နော်ဒါပေမဲ့တချို့ကြတော့ချက်တယ်ဆိုရင်လေအသားကမာနေတာဒါမှမဟုတ်ပုံးရည်ကြီးအနံ့ကြီးကအသားလည်းစိတ်မဝင်တာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒီနည်းလမ်းလေးကအရန်ကိုစေးပေးပါရနော်ကဲဝက်သားပုံးရည်ကြီးရက်လေးရပြီဆိုတော့လေဝက်သားပုံးရည်ကြီးချက်လေးရန်ကိုလိုက်ဖက်တယ်ချင်းလက်ဖက်တုပ်လေးရယ်ဒီဆိုရင်ပုံးရည်လေးနဲ့စားလိုက်ပါမယ်ရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လေဒီတစ်ပတ်ပိတ်ရမှာအိမ်မှာလိုက်ချက်စားကြည့်ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်